အခုဆိုရင်ချင်းမိုင်မျိုးမှာရှိတဲ့မတော်ပြင်းနေရာတစ်ခုဖြစ်တဲ့ဒိုင်စုတက်တောင်ပေါ်ဘုရားကိုကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ကျွန်တော်လည်းအတူတူလိုက်ခဲ့ကြအောင်ဒိုင်စုတက်ကိုတက်မယ်ဆိုရင်ချင်းမိုင်မျိုးတွေကနေဆိုင်ကနဲ့မိနစ်40ဝန်းကျင်ခန့်တက်ရပါတယ်ဒါကတော့ဒိုင်စုတက်သွားတဲ့လမ်းဒီနေရာမှာရှိတဲ့ view point တစ်ခုဟာဒီ view point မှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမျိုးလုံးမှာရှိတဲ့ရှုခင်းတွေကိုခြုံပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်သွားကျင်နေတဲ့ဒိုင်စုတက်ဘုရားကိုရောက်ပြီဖြစ်ပါတယ်ဒီဘုရားပုံမှာဆိုရင်လေကားတွေပေါင်း300ကျော်ရှိပါတယ်အခုမြင်ရတဲ့နဂါးရုပ်ကနေဘုရားပေါ်ရောက်သည့်အထိတက်ရတဲ့လေကားအရေးအတွက်ဆိုရင်185တက်ပဲရှိပါတယ်ဘုရားပေါ်ကိုကျွန်တော်တို့ရောက်ခံနေပြီဆိုတာနဲ့ဝင်ကြီးအနေနဲ့တရားကိုဖတ်30စီပေးပြီးတော့ကျွန်တော်တို့တွေတစ်ကက်လေးကိုဝယ်ရောင်းအောင်ဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ဒိုင်စုတက်ဘုရားပေါ်ကိုကျွန်တော်တို့စပြီးတော့ရောက်ပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီဘုရားကိုစရောက်တဲ့အချိန်ကအရန်ကိုဆော်လွန်းလာကြောင့်လူတွေရှင်းနေပါတယ်ဒီဘုရားရဲ့တမိုင်းကြောင်းဆိုရင်ရဟန်းတစ်ပါးကအိမ်မက်ထဲမှာမြတ်စွာဘုရားရဲ့တက်တော်ကိုရှာဖွေရအိမ်မက်ခဲ့ပါတယ်ထို့နောက်ခရီးထွက်ကအခုံရိုးတက်တော်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်ထတ်တော်ကိုဘုရင်နဲ့ပေးရပြီးနောက်မှာတကူပြသမှုတွေဖြစ်ခဲ့လို့ဆိုပါတယ်ဘုရင်ထံရောက်ချိန်မှာတော့တက်တော်ကနှစ်ချမ်းကွဲသွားခဲ့ပြီးတစ်ချမ်းကိုဆန်းတိတ်ရှိဖျားကြောင့်၌ပူဇော်ထားပါတယ်အခြားအချမ်းကိုဆင်ပြူတော်ကျိုးပေါ်၌တင်ပြီးတောင်ဘက်သို့ဆင်းလွှတ်ခဲ့တယ်ဆင်သည်ထွန်စုတဲ့တောင်ပေါ်ရောက်တွင်၃ချိန်အော်မြည်ပြီးတည်ဆုံခဲ့ပါတယ်ဤပြည့်ရက်ကိုဘုရင်ကနမိတ်ယူပြီးတော့ထိုနေရာ၌ဖျားတည်ရဲ့အမိတ်ပေးခဲ့ပါတယ်ထို့ကြောင့်ထွန်စုတဲ့တောင်ပေါ်ဖျားဆိုပြီးဖြစ်လာတာဖြစ်ပါတယ်ဒါကတော့ဖျားရဲ့နောက်ချုပ်ဘက်မှာရှိတဲ့ view point ပဲဖြစ်ပါတယ်ဒီ view point မှာရှိတဲ့ဒီတိုင်းကြီးတွေမှာထုထားတဲ့ဗပုရုပ်ထုတွေရာဆိုရင်အရန်ကိုလက်ရဝင်ပြီးတော့အရန်ကိုအသက်ဝင်ပါတယ်ဒီ view point ကနေကြည့်မယ်ဆိုရင်ချင်းမိုင်တစ်မျိုးလုံးကိုမြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်သွားတဲ့နေကမိုးအုံနေရာကြောင့်တင်ပင်လယ်နဲ့ပဲဂျုံခဲ့ရပါတယ်တင်ပင်လယ်ကိုမြင်ခဲ့ရတာကလည်းကျွန်တော်အတွက်တော့တကယ်ကိုတန်ခဲ့ပါတယ်
ကျွန်တော်ဗီဒီယိုအခုလိုဆုံးဖြတ်ကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုများကိုလည်းဆက်လက်ဆောင်ရွက်ပေးပါဦး